အခုတခါမြင်တွေ့ခံစားရမှာကတော့ပေါ့မြမရိုးရရှင်ကျေးမှုအမှုပညာတစ်ခုဖြစ်တဲ့မြမထိုင်မသိမ်းအကောက်ကိုဆရာကစိမ့်သာသနာရဲ့မြမငယ်လေးတွေကဖျော်ဖြေတင်ဆက်သွားမှာပဲဖြစ်ပါရဲ့ရှင်ဘလို့ဖျော်ဖြေတင်ဆက်မှုတွေချပြမလဲဆိုတာသိရဖို့အတွက်ကပြဖျော်ဖြေမဲ့မြမငယ်လေးတွေကိုအခုပဲစင်မြင့်ပေါ်သို့ဖိတ်ခေါ်လိုက်ရပါရဲ့ရှင်အခုလိုမြမရိုးရထမသိန်းအကောက်ကိုဝတ်ဆောင်ပြင်းတဲ့အတူတူအချိန်နဲ့အများကြီးစ조사လေ့ကျင့်ပြီးကားပြဖျော်ပေးသွားတယ်ညီမငယ်လေးတွေကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်